Hello အားလုံးမင်္ဂလာပါ United Era နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောချင်တာ United နဲ့ Sociedad နဲ့ပွဲပြီးအမြင်လေးပေါ့ဒီပွဲမှာပြောစရာကြီးတဲ့အများကြီးရှိတယ်လို့ကျွန်တော်ထိုက်ရိုက်တက်နိုင်ခဲ့တဲ့နိုင်ပွဲလို့လည်းကျွန်တော်သတ်မှတ်တယ်အရန်လည်းပြောတယ်ကြည့်ရတယ်အရန်ကြည့်ကောင်းတယ်ကျွန်တော်တို့ဘယ်မြင်ကျင်နေတဲ့ကစားပွဲကိုကျွန်တော်မြင်ခဲ့ရတယ်ကျွန်တော်မြင်ကျင်ကျွန်တော်ဒီပွဲမှာအကြိုက်ဆုံးကဒိုဂူဆက်စီပေါ့အဲ့မြောက်ကစားဖို့အရန်ကောင်းတယ်ကျွန်တော်တို့တည်င်းလုံးကယ်ရီလောက်ပါဒီနေ့ရောက်ပဲကျွန်တော်လူတွေအားလုံးကောင်းတယ်ဒီနေ့ဘာတယောက်မှပြောစရာမရှိအောင်ကောင်းတယ်ကနာချို decision making လေးမှားတယ်ဘရူနိုဆိုရင်ပြောစရာဆိုကျွန်တော်ထင်တယ် free kick တစ်လုံးမရှိမယ်အဲ့ free kick သူငတ်တော့တော့ထိသွားတယ်ထင်တယ်အဲ့တခုပဲသူ့မပြောစရာရှိတယ်ကျွန်တော်ဟာမှာဘာတစ်ခုမှသူ့မှာပြပြောစရာမရှိဘူးဒီနေ့အရန်ကောင်းခဲ့အဲ့လိုပဲနောက်ထပ်မှဒီလိုက် heaven ကအစပြောစရာမရှိပထမအဦးဆုံးသူမနေ့ပွဲဆက်ခြင်းမှာကူဘိုသူ့ပေါင်ညာထဲသွားအဲ့တခုလောက်ပဲကျွန်တော်ပြောစရာရှိတယ်ကျွန်တော်ဟာမှသူ့မှာဘာအပြစ်မှမရှိဘူးနေရာယူပုံပိုင်းအကုန်ကောင်းတယ် the bus ကတော့တူကူပဲ he's the man of the match ပဲ by far ပဲကျွန်တော်တို့အားလုံးကွဲထွက်ပြီးတော့သူကောင်းတယ်သူကြောင့်အများကြီး chance ရခဲ့သူကြောင့်သူချေသိန်းဘာသာပြောကြအောင်တခုမှမရှိဘူးနေရာယူပုံဘာညာအကုန်ကောင်းတယ်ဘရူနိုအရန်ကောင်းတယ်ကက်ဆမီရိုဒီနေ့တွဲဖက်ပြီးတော့သူ့ရဲ့ stamina သူ့ရဲ့ strength အကုန်ကျွန်တော်ပြင်မြင်ခဲ့ရတယ်ဥကာဒီမပေါအောင်ဒီပွဲမှာကက်ဆမီရိုနဲ့ရလိုက်ဖက်တယ်လို့ကျွန်တော်ထင်တယ်ဥကာဒီမပေါအောင်ကောင်းလို့အောင်ဖြစ်တယ်ဝိုင်လန်လိုအပ်ချက်တွေအများကြီးရှိနေတော့မယ်ဝိုင်လန်ကိုကျွန်တော်ဒီကသူသာဒီနေ့ကောင်းခဲ့မယ်လို့ကျွန်တော်9-6ကိုပြတ်ခဲ့10ရောက်ဖြစ်သွားတဲ့အချိန်မှာဆိုရင်သူရခဲ့တဲ့ chance 2 chance 3 chance ရှိတယ်သူလုံးဝအဆုံးသတ်ပထမဆုံးပိုင်းဒီရရစအလုံးမာတဲ့တော်စထရိုက်ကာဆိုအဲ့မှာနေကိုးတယ်သူပိုင်းဒီရသူကောင်းလို့မဟုတ်ဘူးသူတခါပိတ်တွင်းခဲ့တဲ့အကောင်သူတော့ chance အပွင့်ကြီးကဘရူနိုခင်းမေးကအပွင့်ကြီးဒါပေမဲ့ဘရူနိုဒီနေ့ hat trick ကလုံးဝထိုက်တန်တယ်ဒါတော့ကဘွဲလုံးမှာသူ့ရဲ့ဆွမ်းဆောင်ချက်တိတ်မတွေ့ရပေမဲ့နောက်ဆုံးတကူရခဲ့တယ်ပေါ့ဗျာကျွန်တော်ပွဲပြီးကျွန်တော်အားလုံးဒီပွဲလုံးအသေးစိတ်ပြောပြသွားတဲ့အချိန်ကျရင် rating နေတဲ့တယောက်ချင်းချင်း rating ကျွန်တော်မြင်နေတယ်ကျွန်တော်သတ်မှတ်ကြည့်ပါဦးbrother ကိုလည်း comment box မှာ brother ရဲ့အမြင် rating တွေသတ်မှတ်လို့ရပါတယ်ကျွန်တော်နောက်ဆုံးအပိတ်မှာတော် rating ရှင်းပြကြရအောင်ပထမဦးဆုံးပွဲဆက်ရင်းနဲ့ကျွန်တော်စကြည့်ရကျွန်တော်အရင်အားရတယ်တကယ်တော့အချက်ဖြစ်နေလို့ပဲဘောလုံးတေယူအားစကစားပုံအားစ activeမကွဲရမပါဘူးတော့မသိဘူးကျွန်တော်မကွဲရဘယ်တော့မှမကြိုက်တဲ့ player မပါတယ်မကွဲသူဘယ်တော့ပဲကောင်းလာပြောကျွန်တော်သူက top player ဖြစ်လာဖို့ကျွန်တော်မြန်တော့ဘယ်တော့မှမမြင်ဘူးကစားပုံလည်းဘယ်တော့မှအဆင်မပြေခဲ့ဘူးကျွန်တော်လုံးဝမကြိုက်ကျွန်တော်အမုန်းဆုံးမန်ယူမှာကျွန်တော်မရှိစေခြင်းဆုံးအရင်တည်းအောင်အခုထိရောမရှိခြင်းဆုံးမကွဲရလို့ကျွန်တော်ပြောလို့ရတယ်သူနောက်ပိုင်းမှာကောင်းလာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ကျွန်တော်မလိုချင်ဘူးသူနဲ့ကျွန်တော်ထိတ်တန်းထင်စီအဆင့်ကြီးသွားဖို့သူနဲ့မဖြစ်နိုင်ဘူးကျွန်တော်ခံယူချက်ပဲကျွန်တော်ဒီပွဲစားရကျွန်တော်လူချင်းတဲ့ကစားပုံကိုရယူအားလုံးတက်ကြွနဲ့ကစားခဲ့အကုန်လုံး active player အဖြစ်ကျွန်တော်မြင်ခဲ့ရတယ်ဆက်စချင်းမိနစ်9မိနစ်မှာဒီလိုက်ပေးလိုက်ရတဲ့ပန်ဒီကလုံးဝမဖြစ်တဲ့ဘူးဒါကြောင့်လည်းကျွန်တော်တို့ဘက်ကပန်ဒီပြန်ရခဲ့တဲ့ဟာမှာသူဘက်ကမတရားယူရတဲ့ပန်ဒီကိုကျွန်တော်တို့နှစ်ခုပြန်ရလိုက်တာပဲကျွန်တော်ပန်ဒီနှစ်ခုကလည်းကျွန်တော်တို့တွေ့ထိုက်တန်တယ်ပြောရမယ်လို့သူဒီ soft touch မှာသူတို့ပန်ဒီပေးခဲ့တယ်ကျွန်တော် touch ရသူတို့ထပ်တော့ပို့ပြင်းခဲ့တယ်ကျွန်တော်ပန်ဒီရခဲ့ဆိုထိုက်တန်တယ်လို့ကျွန်တော်မြင်တယ်နော်ဘရူနိုအဲ့ပန်ဒီရခဲ့တော့မှဆိုဘရူနိုနေရာယူအရန်ကောင်းတယ်ဝိုင်လန်အဲ့အဆုံးသတ်မှာတခါတည်းကိုဖြစ်တဲ့ခဲ့တာသူမဖြစ်တော့ဒါပေမဲ့တော့ကားလို့ဆိုရင်ပိုင်နီရခဲ့တယ်ပိုင်နီကိုဘရူနို
cam down ဘရူနိုကျွန်တော်တခုကြည့်နေတာပိုင်းဒီမှာဆိုသူကအများနဲ့ cam down ဖြစ်တယ်ဘယ်သူတွေကအရန်ကိုရှားတယ်သူပိုင်းဒီမှာသူ့ရဲ့ခေါင်းအေးနဲ့ဆုံးဖြတ်တတ်တဲ့ cam down player ပဲပိုင်းဒီမှာကျွန်တော်တို့ကသူ့ဘယ်လိုမှမရှင်းနိုင်တဲ့ချင်းတည်ရဘရူနိုကကျွန်တော်တို့ဆွဲတင်ခဲ့ဘောင်းနဲ့မနေပါဘူးဂျိုင်းမှာ right game တို့ဘရူနိုမကောင်းပြောတယ်တခါကြရင်လည်းဟုတ်တယ်ဗျဘရူနိုမကောင်းခဲ့တဲ့ဟာလည်းရှိတယ်ဘရူနိုသူ့ရဲ့ decision သူ့ရဲ့Hollywood pass တွေpass ကိုတောင်ကမြောက်ကန်နေအဲ့လိုမျိုးတခါကျရင်လောပြီးပေးရတဲ့ဟာလည်းရှိတယ်အဲ့လိုမျိုးကျွန်တော်လည်းမကြိုက်ဘူးတကယ်ပြောရင်ကိုယ့်အတင်းကဘောလုံးဆုံးရှုံးတယ်ဗျာကိုယ့်အတင်းအမြဲလိုက်လို့နေတဲ့အနေအထားဖြစ်တယ်ဒီနေ့ပွဲမှာဆိုသူအမိုရီကသူ့ကိုနေရာတကြသူထားနိုင်တယ်လို့ကျွန်တော်မြင်တယ်သူရှိတဲ့နေရာနဲ့သူ့ဘောလုံးကစားချိန်ကျရင်စိတ်အေးဖို့Hollywood pass နေတော့ဒီပွဲမှာတော်တော်မြင်ရတယ်သူpass free kick တလုံးတော့ပဲသူဝေးယူကန်တယ်သူ့ရဲ့ decision မှာခဲ့တယ်တဲ့ဟာဒီမှာသူမလောခဲ့ဘူးပြီးတော့အတင်းဝင်လည်းတော်တော်ကဲနေနိုင်တယ်ပြီးတော့နောက်တစ်ယောက်ပြောချင်တာကနာချိုကအတင်းကောင်တာအတက်ဖောက်တဲ့အချိန်မှာဆိုရင်သူဘောလုံးကဲပြီးတော်အရှိရန်ကြီးကိုဘောလုံးကဲပြီးတော်သူ့ရဲ့လုံအားနှုန်းအရန်ကောင်းတယ်သူ့ရဲ့ stamina သူ့ရဲ့ strength အရန်ကောင်းတယ်သူ့မှာတခုပဲလို့ပါ decision making သူအရှိရန်ရောက်အရန်တော့ရဖြစ်တိုက်တဲ့နေရာမှာပေးတင်တာမျိုးမပေးတင်တာမျိုးသူမစင်စားတတ်ဘူးသူလုံးခဲ့ပုံနဲ့အကုန်ကောင်းပြီးတော့နောက်ဆုံးအဆုံးသက်ကြရင်အမြဲတမ်းတွေ့ရမြင်ရတယ်ကျန်တဲ့အရာတွေတော့ကနာချိုကျွန်တော်ရန်အားရတယ်ဒါပေမဲ့ decision making ဘက်မှာလုံနေတဲ့အတွက်အမိုရင်သူ့ချင်းချောင်းနိုင်မှုတွေကျွန်တော်မြင်တယ်တဖြည်းဖြည်းကောင်းလာမှုတွေကျွန်တော်မျှော်လင့်ပါတယ်ဝိုင်လည်းလိုအပ်ချက်အများကြီးပဲသူဂိုးတွေအများကြီးတာရခဲ့တဲ့သူနောက်ဆုံးမှသူ assist လုံးတော့ရအောင်ပါတယ်နောက်ဆုံးဒါပေမဲ့ဒီချက်ပို့ပြီးတော့ရတဲ့ဒိုကူပွဲအစရပွဲအဆုံးထိကိုသူတစ်ချက်အမှားမရှိဘူးကျွန်တော်မြင်ရတယ်ဒိုကူအမိုရင်တယောက်ဆိုတယောက်ပဲအမိုရင်မန်နေဂျာကောင်းဟုတ်လားမဟုတ်လားဆိုတာဒိုကူနဲ့တက်တည်ပြနေပြီသူ့မှာဘတ်ဂျက်နည်းနည်းလေးနဲ့သူခေါ်ယူခွင့်ရှိရဒိုကူတယောက်ပဲရှိခဲ့တယ်ဒိုကူတယောက်ပဲအတင်းရတယ်သူ့ရဲ့လိုအပ်ချက်ကိုသူဖြည့်နိုင်တယ်အဲ့ဒိုကူက the best ပဲဒီပွဲလုံးမှာထင်းနေအောင်သူမြင်နေတာတနေ့ player အထက်မှာရှိတဲ့ player အားလုံးပေါင်းလိုက်အောင်ဒိုကူမမီဘူးသူ့ရဲ့ touch ရောသူ့ရဲ့ decision making တွေရောသူ့ရဲ့ position play ရောအားလုံးကောင်းတယ်ကျွန်တော်ရင်အားရတယ်ကနာချိုကအမြဲတမ်းကြိုးစားတယ်ကနာချိုရဲ့ကြိုးစားမှုကိုကျွန်တော်အသိမဲ့ကိုပြုတယ်ဒါပေမဲ့သူ့ရဲ့ decision making ဘက်ကိုကျွန်တော်ဘယ်လိုစဉ်းစားလို့မရအောင်တခါကျရင်သူအားကုန်သွားတာဒါမဟုတ်အားလည်းမကုန်ဘူးဗျာဘွဲတော့သူပြေးနေတာကြီးပဲဒါပေမဲ့ decision making ဘက်မှာအရင်လောတယ်အဲ့တခုတော့ပဲသူပြောရရှိတယ်စက်ကြီးနောက်တစ်ယောက်ကျွန်တော်အရင်ချက်ရပြရမှာပါတယ်ကျွန်တော်သူ့စားပုံကြည့်နေတော့ပူကြိုက်တာလေးပဲဘာလို့လဲဆိုတော့သူနေရာယူပုံမှန်သူအလိန် cost ကလေးသူ့မှာတော်တော်ကောင်းတာကျွန်တော်မြင်ရတယ်ပြီးတော့သူ decision making နဲ့မှန်တယ်ကျွန်တော်မြင်ရသူ့အမိုရင်ထိန်းကြောင်းမှုနဲ့ဆိုရင်သူအရင်အောင်မြင်လာမပြေရဘူးကျွန်တော်မြင်တယ်ပြီးတော့ link cost scale ရောသူ့နေရာယူမှု scale ရောသူ passing scale ရောကျွန်တော်အကုန်ကြိုက်တယ်ဇက်စီရဲ့ပြောရမှရှိအောင်ကောင်းပါ29မိနစ်မှာဇက်စီလို့ပုံအရင်ကောင်းတယ်ဇက်စီကန်သွားတဲ့ပုံနဲ့ဟိုင်းနဲ့တော်ညံပြင်းတာပါဇက်စီလိန်ခောက်ပြီးတော့သူ့အလဲရုပ်ထိုးပြီးရဝိုင်းနဲ့ထိချက်ကဘေးရောက်တယ်ဗျာကျွန်တော်လုံးဝမယုံကြည်နိုင်တော့ကျွန်တော်ဝိုင်းလောက်အဲ့လုံးမှာပြစ်တင်နေတယ်အဲ့လုံးက striker တယောက်မှာကျွန်တော်မာရှယ်ခက်ကြည့်မလားကျွန်တော်တိုက်စစ်မှုညံ့နေတဲ့ခက်တွေပေါ့ဆက်ညံ့နေတဲ့ခက်တွေမှာမှဒီဝိုင်းလန်းလွဲပုံမျိုးဝိုင်းလန်းတော့ညံ့ striker မျိုးကျွန်တော်မရခဲ့ဘူးဝိုင်းလန်းတော့ဒီလုံးမှာကျွန်တော် match ပြီးကိုတင်တယ်လို့ကျွန်တော်ထင်တယ်ပြီးတော့39မိနစ်ရတော့မကနာချိုသူဆွဲယူပုံနဲ့သူ့ရဲ့ခင်းချင်းပုံနဲ့အမြဲတမ်းထိရောက်တယ်
decision making ဘက်မှာသူအမြဲလိုနေဘာဖြစ်လို့လဲကိုကျွန်တော်စဉ်းစားမရဘူးဒိုကူအဲ့39မိနစ်မှာဒိုကူကပဲကော်နာကနေကနေကော်နာဘရူနိုတင်မိလိုက်တဲ့ဟာကိုဒိုကူမြေမကျလမ်းကန်တာနည်းနည်းလေးမြောက်သွားလို့လားအဲ့ဂိုးလည်းရက်လာတယ်ဒိုကူနဲ့ဘရူနိုဂျာမှာဘရူနိုတော်တော်များများဒိုကူကိုပါစင်နေအများကြီးချပြီးမြင်တယ်ဒိုကူကလည်းဒိုကူနဲ့ဘရူနိုဂျာက good relationship ရှိတယ်လို့ကျွန်တော်ထင်တယ်42မိနစ်မှာဘရူနို free kick ကန်လိုက်တာအပေါ်ငှက်တကောင်ကြာလာအောင်ကျွန်တော်မြင်တယ်တော်တော်မြောက်တက်သွားပြီးတော့အဲ့လို decision making ကျွန်တော်အဲ့လိုမျိုးသူ့ရဲ့တစ်ခါကြရင်လုံးပြချင်ဆုံးများပြီးတော့မိုင်းတယ်သူအမြဲမြင်တယ်ဦးနာနာဒီပွဲမှာဦးနာနာကိုလည်းကျွန်တော်ထိကျူးနေတယ်သူနေရာယူပုံနဲ့အရမ်းမှန်ခဲ့တယ်သူလည်းအမှားမရှိခဲ့ဘူးဒီပွဲမှာဒီလိုနဲ့ပဲ first up ပြီးသွားရပေါ့ဗျာ first up မှာပြောရမယ့်အချက်တွေဆို wide line ညံ့တယ်ကနာချိုဆွဲယူပုံတွေကောင်းတယ် decision making မှာတယ် wide line ဒိုကူ is the best ပဲဘရူနိုကောင်းတဲ့လောက်ကောင်းတယ်ဒုတိယပိုင်းဆက်ဆက်ဒီ49မိနစ်မှာပဲဆက်ဆက်ဒီမှာအပိုင်းကြီးရခဲ့တယ်အဲ့ပိုင်းကြီးမှာဆိုတော့ဒိုကူပါနေလို့သာဒီကိုရခဲ့လို့ကျွန်တော်မြင်တယ်တော် player ဆိုရင်သူနောက်ကိုပေးမပေးသူရှောက်ကန်လိုက်တာနဲ့ပြီးသွားမှာဒိုကူကပါနဲ့ဘောလုံးတော့ပြီးတော့သူယူရတဲ့အတွက်ဒီပိုင်လီကိုပါနဲ့ရခဲ့ဒီပိုင်လီက soft touch ဖြစ်ပေမဲ့သူတို့ပထမကိုပိုင်ရီဆိုစီရခဲ့တဲ့ပိုင်လီကိုလည်းဆိုင်တော့ဒီ touch ကပို့ခဲ့ပါတယ်ပိုင်လီဒီကိုလည်းပိုင်လီရခဲ့တဲ့တယ်လို့ကျွန်တော်မြင်တယ်အဲ့ကိုလည်းဘရူနိုအမှားမရှိယူနိုင်ဆိုကျွန်တော်တို့အသာစီးရခဲ့တယ်ကစားကွက်အမိုးရင်ကစားကွက်အတောက်ဝင်လာပြီလို့ကျွန်တော်မြင်တယ်ရမ်းကောင်းတယ်အမိုးရင်ညကျွန်တော်တို့ရေရှိမှာအောင်မြင်နိုင်မှုလို့လည်းကျွန်တော်မြင်ဒီပွဲလေးကိုကြည့်ပြီးတော့ကျွန်တော်တို့အရာဆို high ဖြစ်နေအောင်မဟုတ်ဘူးပေါ့ဒါပေမဲ့အမိုးရင်နဲ့ရေရှိမှာအမိုးရင်လိုချင်တဲ့ player တွေဖြည့်ပေးနိုင်ပြီဆိုရင်တဖြည်းဖြည်းအောင်မြင်တာမျိုးကျွန်တော်လုံးဝမြင်တယ်အမိုးရင်ဟာနီးပြကောင်းတစ်ယောက်ဖြစ်တယ်အမှန်တရားကိုချပြရခဲ့ပြီးမန်နေဂျာကောင်းတစ်ယောက်ဖြစ်တယ်ပြီးတော့အတင်းမရှိပြဿနာတွေလည်းမဝတ်ပဲနဲ့သူအကုန်လုံးချပြနိုင်တယ်ပြီးတော့ပရိသတ်တွေရဲ့သားတွေရှိတယ်လို့ကျွန်တော်မြင်တယ်မိုးအတွက်ကျွန်တော်အရင်အားရတယ်ကျွန်တော် United Kit ကိုပြန်လာနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်မိုးရင်းနဲ့အချိန်စိတ်ရှည်ဖို့လည်းလိုပါပေါ့ဘယ်အောင်မြင်ခဲ့တဲ့နီးပြတိုင်းမှာအချိန်ယူခဲ့ရတာဒီပါပဲအရင်မန်နေဂျာတွေမှာအခုမန်နေဂျာမှာဘယ်သူမှရောက်လာပြီးအောင်မြင်ပြီးတော့တန်းပြီးတော့ဒီလို player အစုဖွဲ့နေလို့ပို့ပြီးတော့မှအချိန်ယူရမှာပေါ့အမိုးတွေရောက်လာပြီးတော့အချိန်မှာရှိနေတဲ့ player အစုဖွဲ့ကအတင်းနေတာတော့ပဲရှိပါတယ် brother တို့လည်းဒါအတိပါတော့တဲ့လူပေးပုံကအစ basic control လေးရအစမှားနေ basic passing လေးရအစမှားနေအဆိုးဆုံးက wide line ပေါ့ he's always bastard ပဲအမြဲတမ်းခဲ့သူဘလို့မှအကူလို့မရဘူးဒါပေမဲ့သူစူးစမ်းအောင်ကျွန်တော်အတိမတ်ပြုပါတယ်သူ့လည်းအမိုးရင်တင်းကျုံပုံနဲ့တိုးတက်လာပါသေးတယ်ဆူတောင်းတယ်တိုးတက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့အခုချိန်မှာသူ့မှာလိုအပ်ချက်တွေရများနေတယ်ဒိုကူဘော decision အမြဲတမ်းမှန်တယ်သူတယောက်တည်းခေါ်ခဲ့မန်နေဂျာတယောက်တည်းပေးခေါ်ဒိုကူစီတက်လာလေးနဲ့ရခဲ့ဒိုကူကအထက်မှာအကောင်းဆုံးဖြစ်နေအံ့ဩစရာပဲအမိုးရင်မှာဘယ်လောက်ထိအမြင်ရှိတယ်ဆိုတာဒါတိတာစီဘရူနိုကပိုင်ဒီမှာ always come down သူအမြဲတမ်းစိတ်တည်နေနေပဲအမြဲကန်နိုင်တယ်အဲ့လိုပဲ60မိနစ်မှာဒါတော့ပေါ်ဆဆဖြတ်ထုတ်ဒါတော့ကကျွန်တော်မြင်တာသူ့ဘက်ကအထွက်ရှိမရှိဘူးသူ့နေရာမှာကျွန်တော်စားထိုးခြင်းတယ်စားထိုးရမယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဒါတော့က
နောက်တန်းမှာလည်းသူ post စတယ်လို့ရှေ့တန်းမှာသူ့ဘက်ကနေပြီးတော့ကျွန်တော်ထင်တယ်ထိရောက်တဲ့ attacking တွေကျွန်တော်မရခဲ့ဘူးလို့ကျွန်တော်ထင်တယ်နောက်တန်းမှာသူ့ရဲ့ပေါ်ဆက် decision တွေကြောင့်ဟိုဘက်က chance ရပါမျိုးပဲအဲ့လုံးမှာ61မိနစ်မှာရခဲ့လို့ဆိုကာဆာမီယိုကောင်းလို့တာကာဆာမီယိုဒီပွဲမှာမတန်နဲ့ Real Madrid မှာကန်တဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ်ကျွန်တော်မြင်တယ်ကြားတဲ့အမိုရင်ကောင်းတာကြောင့်ပဲကျွန်တော်ထင်တယ်အမိုရင် motivation ပေးနိုင်တာလို့ပဲကျွန်တော်မြင်တယ်ကာဆာမီယိုအတွက်ဒီလိုကစားပုံတွေပြန်ရလာတယ်ပေါ့ဇက်ဇီကတော့ကျွန်တော်ကြည့်ရတဲ့မှာသူပြစ်လုံးဝမရှိဘူးထောညမြင့်မှာဆိုရင်ဇက်ဇီဒိုဂူကိုထိုးပြီးဇက်ဇီဒိုဂူကိုထိုးပေးသွားတဲ့အလုံးဆိုရင်ကျွန်တော်ရမ်းကြိုက်တယ်အဲ့လုံးမှာဇက်ဇီပါနေမှုကြောင့်ဟိုဘက်ကရီဆိုစီတက်ကအနီးကပ်ထိခဲ့တယ်အဲ့လုံးမှာဒိုဂူနေရာယူပုံရမ်းမှန်ခဲ့လို့ဒိုဂူက ready အမြဲ ready ဖြစ်နေတယ်ဇက်ဇီကလည်းအဲ့ဘောလုံးအမြင်ရမ်းရှိတဲ့ပုံမှာသူ့ထိုးပေးနိုင်ခဲ့တယ်ထိုးပေးနိုင်တဲ့ပုံမှာ last man ဖြစ်သွားတဲ့ပုံမှာဒါအနီးကပ်ဒါညရမလို့ရဲ့အနီးကပ်ပါဒါဒိုင်ယူကြီးလုံးခဲ့ဒိုင်ယူကြီးကျွန်တော်ဘက်လိုက်ခဲ့လို့ပြောလို့မရဘူးဒီပွဲမှာအားလုံးပေးထိုင်လို့ပေးရပြီပဲကျွန်တော်မြင်တယ်ဒီနေ့နိုင်ပွဲကျွန်တော်တို့အရန်ထိုက်တယ်ပါတယ်ကျွန်တော်အရန်လည်းပြောတယ်ကျွန်တော်တို့အတွက်ဒီပွဲကအရန်အရေးကြီးဒီရာဒီအတွက်ကျွန်တော်တို့အတွက်အရေးကြီးဆုံးလို့ကျွန်တော်ထင်တယ်ကျွန်တော်ဗီဒီယိုအခုမှသာကျွန်တော်စလုပ်တဲ့အတွက်ကျွန်တော်စကားပြောရမြန်တာတို့ကျွန်တော်စကားပြောမှားတော့သိခဲ့ပြီးကြည့်ပေးကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တဖြည်းဖြည်းတိုးတက်လာအောင်လည်းကျွန်တော်ကြိုးစားပါမယ်ဟုတ်ကဲ့နောက်ပြီး69မိနစ်မှာ white land ရတဲ့ chance ကတော့ဘောလုံးပြန်ကန်လာပြီး striker တယောက်သူနဲ့နေရာချင်းတော့လေးလိုက်ချင်တယ်လို့ပြောချင်တယ်ကိုရှိမှာသူတယောက်တည်းကန်ဝင်ရ chance ကိုပေါက်ကြီးကအကျယ်ကြီးအဲ့မှာမှနောက်တန်း player 2ယောက်နဲ့ဂိုးမ1ယောက်ပဲကျန်တော့တယ်သူထိမိနဲ့သူဂိုးပေါက်ကိုအားပြပြနဲ့တွားတဲ့ဘောလုံးက he should have scored man သူ must be ကိုတင်တယ်ဒီကိုကကျွန်တော်ဝိုင်လောင်းအဲ့နေရာမှာကျွန်တော်ဒေါသထွက်မိပါတယ်အဲ့မှာလည်းပွဲကပြတ်နေရမှာမပြတ်ခဲ့ပဲနဲ့သူလောကလကားဖြစ်ခဲ့ waste ဖြစ်ခဲ့ကျွန်တော်တို့အတင်းကအများနဲ့ဒီလို waste နေတယ်ပဲကျွန်တော်နိုင်တဲ့ပွဲနဲ့မနိုင်ခဲ့ဘူးကျွန်တော်ရေးမှာလည်းဒီလို wine နဲ့ကနာချိုအဖြုံးတီးကြောင့်ကျွန်တော်တို့ဘက်ရတဲ့ကိုယ်မရခဲ့ပဲကျွန်တော်အမြဲနောက်တန်းမှာဘာမဟုတ်တဲ့ကိုယ်တွေနဲ့ကျွန်တော်ရဲ့ individual အမှားတွေနဲ့ပြခဲ့ပြီးကျွန်တော်တို့အမြဲဒုက္ခရောက်ခဲ့တာခုနမိနစ်မှာကိုလီယာဝင်လာတယ်ကာဆာမီယိုနဲ့လဲပြီးတော့ကိုလီယာဆွဲချက်တိလေးရတယ်ရမ်းကောင်းတယ်သူမမထန်တွေ့ရဒီပွဲမှာသူအဲ့လောက်ထိသူကစားခဲ့ရ15မိနစ်လောက်ပဲဆိုတော့အဲ့လောက်ထိသူထင်နေပေါ်မတွေ့ရဒါပေမဲ့သူပါတဲ့ပွဲတိုင်းမှာထိရောက်ပုံစံကျွန်တော်တွေ့ရတယ်သူလုပ်ကိုသူလုပ်တယ်သူနေရာယူမှန်တယ်အများကျွန်တော်တို့တွေ့ရတယ်မိနစ်80မှာဆိုရဇက်ကြီးကန်တဲ့အလုံးရမ်းကောင်းတယ်အဲ့လုံးမှာဂိုးတင်တယ်ပြီးတော့နောက်တစ်လုံးသူထက်ချန်ရတဲ့အချိန်မှာခေါင်းတိုက်တဲ့တာလည်းကျွန်တော်ကန်ဆိုးလို့ဒါဇက်ကြီးကလွဲလို့ပြောရမယ်ဇက်ကြီးကသူလုပ်ပုံတွေအမြဲမှန်တယ်ရမ်းကောင်းတယ်ဇက်ကြီးကိုကျွန်တော်အမြဲနေရာပေးနေတယ်လို့ကျွန်တော်မြင်တယ်ဘာလို့အမြင်နဲ့ comment box မှာရေးသွားလို့ရပါတယ်85မိနစ်မှာဒိုဂူပိုင်နေရောက် chance ကိုထည့်ရသေးရပေါ့ဗျာဒါပေမဲ့ဒီပိုင်နေမှာကျွန်တော်မှန်တိုင်းပြောရင်မရတင်ပါဘူးဒီပိုင်နေကတော့ဒီပိုင်နေကသူ soft ဒီပိုင်နေမှာလုံးဝမရခဲ့တယ်အဲ့အတွက်ဒိုင်မပေးခဲ့ဘူးသူပထမဒိုင် decision ပေးမယ်ဆိုပြီးတော့သူချမ်းမခဲ့ပြီမဲ့ဒါပေမဲ့ပဲဖြတ်ခဲ့ဒါလည်းမှန်ပါတယ်ဒီတော့ဒိုဂူကထိခဲ့လို့ကျွန်တော်မြင်ဒါပေမဲ့ဒိုဂူကလည်း
အတင်းအဓမ္မကြီးအဲ့လုံးတောင်းနေရတယ်မဟုတ်ဘူးသူမြန်မြန်သူအေးရှိပဲဒါပေမဲ့ဒုကူအဲ့လုံးမှာသူကောင်းတဲ့ဒိုင်နိုမ decision မောင်းသူလုပ်ပြနိုင်ခဲ့လို့ကျွန်တော်မြင်တယ်နောက်တတိယလုံးရသွားတဲ့လုံးမှာတော့ကနာချိုဟိုရဲ့ကစားအားနဲ့ပဲဆွဲယူပြီးတော့သူ decision အဲ့လုံးမှာ decision မှန်ခဲ့လို့ကျွန်တော်မြင်တယ်အဲ့လုံးမှာကျွန်တော်အကြိုက်ဆုံးပဲသူခေါင်းအေးထားပြီးတော့သူ Bruno ပေးခဲ့ Bruno ရဲ့ခေါင်းအေးဆုံးနဲ့ပဲသူပြန်ပြီးတုံးပြန်ခဲ့တဲ့အတွက်သူ့ရဲ့ထဲရတဲ့ hat trick ကိုသူရခဲ့ပါတယ် Bruno ကပြောမယ်ဆိုရင်သူအတင်းကိုဆွဲတင်ပေးခဲ့ရတယ်အများကြီးပဲသူကကပတင်ကောင်းတယောက်မဟုတ်ပေမဲ့သူကအတင်းမှာမရှိမဖြစ် player ဟုတ်တယ်သူကကောင်းကောင်းမွန်မွန်ထိန်းချောင်းပေးမဲ့ manager တယောက်ရှိရင်သူကအများကြီးတိုးတက်လာမဲ့ player တယောက်ဖြစ်တယ်ဒါပေမဲ့မထင်းချောင်းပေးရင်တော့သူ့အစွမ်းတွေကိုသူကိုယ်တိုင်ပဲဖြတ်စည်းပေးတဲ့ player ကိုကျွန်တော်မြင်တယ်အခုကတော့အမိုရင်သူ့လိုအပ်ချက်တွေကိုမြင်လာပြီးတော့တဖြည်းဖြည်းပြောင်းလဲပေးနေတယ်ပဲကျွန်တော်မြင်တယ်သူအကြောင်းကောင်းလာတယ်အခုနောက်ပိုင်းပွဲမှာအထိစားတော့မယ်သူပဲဆွဲတင်ပေးနေတဲ့အတင်း ranking ပြောနေရတယ်ကျွန်တော်အကုန်ပြီးပါလက်မခံပဲတချို့တော့ကျွန်တော်လက်ခံတယ် ranking အရင် criticize လုပ်တယ်ဒါပေမဲ့ ranking ပြောတာတချို့တော့လည်းကျွန်တော်မှန်တယ်သူဘောလို့ရန်ဖြုံးတီးခဲ့ရရန်များတယ်အတင်းအောင်မြင်နေတဲ့အချိန်မှာသူရဲ့အမှားကြီးတက်သူအကောင်ဆုံး player တယောက်ဖြစ်သူကတက်တည်ပြနေရမှာအမြဲတမ်းသူဂျားမှာဆိုလာပေါင်းများစွာသူပုံမှန် rating အောက်ကိုသူကြားနေခဲ့ brother ကိုလည်းအမြင်ပဲဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်အမိုရင်တက်မနိုင်တဲ့လို့ပဲကျွန်တော်မြင်တယ်ဒီပွဲမှာသူအရန်ကောင်းလာခဲ့တယ်သူဘောလုံးဒီငင်းဘောလုံးကင်ထားနိုင်တဲ့ passing ပေးရ right decision လုံးနိုင်တဲ့သူပြီးရင်ကိုသွင်းတဲ့အတီးညံခေါင်းအေးဆိုတာသူဆုံးဖြတ်လာနိုင်တယ်သူ့ရဲ့ improvement တွေကိုကျွန်တော်အများကြီးမြင်နေရတယ်ဒါကျွန်တော်အရန်ဝမ်းသာတဲ့ချက်ပါနောက်ဆုံးလုံးမှာ final assist ရသွားရောဗျာ final တစ်လုံး assist လုပ်ပါသေးတယ်အဲ့လုံးဆိုလည်းသူသာရှီရန်ကောင်းတယောက်ဖြစ်တယ်ရှီရန်သမားကောင်းတယောက်ဖြစ်တယ်ဆိုရင်သူ pass ပေးရမှာမဟုတ်သူ white ပြီးပေးနိုင်ရမှာကနာချိုအဲ့တစ်လုံးမှာဆိုလည်း miss ဖြစ်ခဲ့တယ်အဲ့လုံးမှာဆိုရင်ကျွန်တော်တောင်း player ဆိုရင်ဒီအလုံးကကိုဖြစ်တဲ့လုံးမှာဝိုင်လိုက်ညံ့ငယ်ဒါပေမဲ့နောက်ဆုံးဓာတ်တော့ပေးခဲ့တဲ့အလုံးမှာသူရဲ့ decision မှန်ခဲ့သူတပွဲလုံးမှာဒီတစ်ခါပဲမှန်ခဲ့တယ်ပေါ့ဒီတစ်ခါမှာသူအဆက်ရှာသွားတယ်ကျွန်တော်ဝမ်းသာပါတယ်တို့လည်းအောင်မြင်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်ဒါပေမဲ့အခုထိတော့လုံးဝအဆင်မပြေသေးရမှန်ပါပဲအဲ့တော့ဒီပွဲလုံးဒီလိုနဲ့ပဲကျွန်တော် 4-1 နဲ့ထိုက်တဲ့နိုင်ရခဲ့ရပေါ့ဗျာဒီပွဲမှာကျွန်တော်မရှင်ရိုက်တဲ့ထိုက်တဲ့နိုင်ရခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ရန်လိုအပ်နေတဲ့ရှိုပါရီကိုကျွန်တော်တို့ရောင်းယူဖို့အတွက်အစင်းတော့တက်ရောက်နိုင်ဘူးပေါ့ဗျာနောက်အစင်းတွေမှာတက်ပြီးတော့ကျွန်တော်တို့ဖလားယူပြီးတော့နောက်နှစ်မှာချန်ပီယံလိကိုဝင်နိုင်မယ်လို့ကျွန်တော်တို့တခုတည်းသောမျှော်လင့်ချက်ပေါ့ပရီးမီယာလိမှာမျှော်လင့်ချက်မရှိတော့လို့ FA ကပြုတ်သွားပြီကာလင်ကပြုတ်တယ်ဘာမျှော်လင့်ချက်မှမရှိတော့မရှိရိုက်တက်မှာကျွန်တော်တို့ UEFA ကမဖြစ်မနေနိုင်ရမယ့်ပွဲပါကျွန်တော်တို့ရေပန်းစားမှုလည်းရေပန်းစားမှုမှာဆိုရင်ကျွန်တော်အမြင့်ဆုံးဖြစ်တယ်လို့ဒါပေမဲ့အရင်ဒီတောက်လျှောက်ကစားလာပုံတွေကိုကျွန်တော်မထင်တော့ဘူးမထင်ခဲ့တာပေါ့ဗျာဖန်နီအားလုံးလည်းဒီလိုပဲခံစားမိပါပဲဘယ်လိုမှကျွန်တော် United ပြန်လာနိုင်မယ်လို့မထင်ခဲ့ဘူးဒါပေမဲ့ဒီနေ့ကစားပုံပြန်ကြည့်ပြီးတော့အချိန်မှာကျွန်တော်အရင်ပြန်အားရလာတယ်ကျွန်တော်ယူရိုပါလိကိုလည်းကျွန်တော်ဖြည်းဖြည်းမှန်ဒီလိုပဲအားလုံးခွန်ဆိုင်ကျွန်တော် direction မှန်တွားနိုင်မယ်ဆိုရင်ကျွန်တော်ဒီ UEFA ဖလားယူပြီးနောက်နေ့မှာချန်ပီယံလိဝင်နိုင်မှုမဲလို့ရုံနဲ့ကျွန်တော် manager ကြီးလိုအပ်တဲ့အမိုရင်လိုအပ်တဲ့ player တွေလည်းဝယ်ပေးနိုင်မယ်လို့ထင်တယ်အရင် manager ရောကသူလိုချင်တဲ့ player တွေကိုအထက်ဘိုးဖွဲ့ရမလုပ်ပေးပဲသူတို့ပတ်စံရယူတာ
သူအဓိကထားခဲ့တဲ့အတွက်မိမန်နေဂျာပြန်လာတက်ခဲ့တာအမိုရင်ကတော့အချင်းမရှိအပြတ်လာရေပုံပွင့်နေထုတ်ပြောတဲ့အတွက်ကျွန်တော်ထင်တယ်သူလိုချင်တဲ့ player ကိုဝယ်ပေးမယ်လို့ထင်တယ်ဝယ်ပေးရင်လည်းထိရောက်တယ်ဆိုတော့အခုဒိုဘူးတယောက်နဲ့ပဲတက်တည်ပြနေပါပြီကဲအခုနောက်ဆုံးအပိတ်အနေနဲ့ player rating တွေကိုပေးရမယ်ဆိုရင် brother ကိုအမြင်တွေနဲ့ comment box မှာ share လုပ်သွားပါဦးဒီပွဲမှာ Onana ကျွန်တော် rating နဲ့တတ်မှတ်ပြီးပတ်သက်ပြီးပြောရမယ်ဆိုရင်တော့1 to 10မှာ6က average rating ပေါ့ average ပေါ့6ကပုံမှန်ကစားနိုင်တဲ့လူ6အထက်မှာဆိုရင်ကောင်းတယ်6အောက်မှာဆိုရင်အနေငယ်ညံ့တယ်6အောက်မှာညံ့တယ်ပေါ့ဒီဘက်မှာ Onana ကိုကျွန်တော် rating တတ်မှတ်မယ်ဆိုရင် Onana ကို 6.5 ကျွန်တော်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ Onana မှာအပြစ်မရှိဘူးလေကျွန်တော်ထင်တယ်Onana နေရာယူပုံကောင်းတယ်သူပိုင်နေရောသူအမြဲတမ်းပိုင်နေရန်ကောင်းတဲ့ကိုကီပါဘူးမဟုတ်ပါဘူးသူကအဲ့တော့သူပိုင်နေမှကြောင့်ပြစ်မတင်ညဘူးအဲ့တော့သူတတဲ့နေရာမှာသူဥပအဝေးကိတ်ကန်တဲ့တော်တော်များများကန်တာကိုလည်းသူကာဝယ်နိုင်တဲ့အတွက်သူ 6.5 ဆိုတော့တော့ပေးချင်ပါတယ်နောက်တစ်ယောက်ကတော့မဇရာဝီပေါ့မဇရာဝီလည်းပြောမယ်ဆိုဒီဘက်မှာသူအပြစ်ပါတစ်ခုမှမလုပ်ခဲ့ဘူးကြီးမားပြီးတော့အလဲကိုတက်ထောက်ပေးနိုင်တယ်ဘောလုံးဆိုးတဲ့အချိန်မှာသူအမြဲရှိနေခဲ့တယ်သူလည်း 6.5 ကိုကျွန်တော်တတ်မှတ်ပါတယ်ဒီလိုက်အနောက်တန်းမှာအပြစ်ပြောကြတစ်ခုမှမရှိခဲ့ပါဘူးအရှိတန်းမှာကော်နာတစ်လုံးမှာသူကန်တဲ့တစ်လုံး chance တစ်ခုပေါ်ရခဲ့အဲ့လုံးမှာသူအပွင့်ကန်တဲ့အတွက်သူဒီဘက်မှာအဲ့ကိုတဲ့တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒါသူအလုပ်တော့သူ့ရဲ့အလုပ်တော့မဟုတ်ဘူးဒါပေမဲ့သူရတဲ့တယ်လို့ကျွန်တော်ထင်တယ်ကျန်နေမှာသူပြောရမှရှိတယ်သူလည်း 6.5 လောက်ပဲကျွန်တော်တတ်မှတ်ချင်တယ်ပြီး heaven ကလည်းသူရေရောဘာမှလုပ်ပြရမရှိဘူးနောက်တန်းလည်းတေချာဘောလုံးမရဘူးဒါပေမဲ့သူရောက်ရှိလာတဲ့အခါတိုင်းမှာသူအကောင်းဆုံးကစားနိုင်တဲ့အတွက်သူ 6.3 လောက်ဆိုရင်တွေးတော့ပဲကျွန်တော်တတ်မှတ်ချင်တယ်ပုံမှန်ထက်တော့သူပိုကောင်းခဲ့တယ်အဲ့တော့ 6.2 လောက်ပဲတတ်မှတ်ချင်တယ်နောက်တစ်ယောက်ဒူဂူကကျွန်တော်အကြိုက်ဆုံး player man of the match player ပါပဲဒီပေးတဲ့brother အမြင်ကဒီဘော man of the match ကိုဘယ်လိုပေးခြင်းလဲကျွန်တော်ဒူဂူပါပဲဒူဂူပြတတ်ကိုပေးခြင်းပါတယ်10 out of 10မှာဒိုကိုကျွန်တော်ပေးချင်တော့10မှာသူ10အပြည့်ရပါတယ်ကျွန်တော်အဲ့လောက်ထိသူ့ rating ပေးချင်မှာသူ man of the match ပါနောက်ကျကာဆာမီရိုက decision making နဲ့တော်တော်မှန်ခဲ့တယ်သူဘောလုံးထောက်တာရဲ့အလဲမှာသူဘောလုံးမလူပေးရမှန်ကန်ခဲ့တယ်သူလည်းပါပြတ်မပြောကြမလို့အတွက်သူ့ကျွန်တော်ဒီပွဲမှာ 6.7 လောက်ကျွန်တော်ပေးချင်ပါတယ်အရန်ကောင်းခဲ့တယ်မျိုးမဟုတ်ဒါပေမဲ့သူအမှားမရှိခဲ့ဘူးသူတလုံးဒါတော့မိုင်းအလုံးတစ်လုံးမှဆိုရင်သူမမထက်ဖြတ်ထုတ်နိုင်တဲ့အတွက်ကောင်းခဲ့တယ်အဲ့အတွက်သူကျွန်တော် rating 6.7 လို့ကျွန်တော်တတ်မှတ်ပါတယ် Bruno ကကျွန်တော်ဒီပေါ်မှာ second best player ပေါ့rating 9 ပေးချင်ပါတယ်သူ hat trick လည်းရခဲ့တယ်ဒါပေမဲ့ပိုင်းနှလုံးမှာသူအမှားရမရှိဒီငရင်နဲ့ကန်နိုင်တဲ့နောက်ဆုံးလုံးမှာဆိုရဲသူကန်ချက်ကောင်းပါရဲ့သူကဒိုဂူပြီးသွားရင် second best player ပါပဲသူ့ကိုကျွန်တော် rating 9ဖြစ်တတ်မှတ်ချင်ပါတယ်ဒါတော့ကိုကျွန်တော်6 average rating လောက်ပဲကျွန်တော်ပေးချင်တယ်သူ့ဘက်ကနေတိုက်စစ်ကိုထိရောက်မရတယ်လို့ခံစစ်မှာထိရောက်မကာကွယ်နိုင်ဒါပေမဲ့သူပုံမှန် average rating average ပုံစံမျိုးတော့သူရှိမှကျွန်တော်မြင်ရပါတယ်သူအမှားမလုပ်ခဲ့ဘူးသူအဖြစ်ကြီးမလုပ်ခဲ့ဘူးတစ်လုံးကလွယ်ပြီးတော့ဒါနဲ့
နောက်ဆုံးတကိုးတွင်းခဲ့တယ်အကုန်လုံးခြုံပြီးကြည့်မယ်ဆိုရင်သူ့ကျွန်တော် rating 6ဒါမှမဟုတ် 6.2 maximum 6.2ပေါ့ဟုတ်ကဲ့နောက်တစ်ယောက်ကနာချိုကနာချိုနဲ့ပတ်သက်ပြီးတော့ကနာချိုကအတင်းကို carry တော်တော်လုံနိုင်တယ်သူတယောက်ပါကျွန်တော် counter attack ပြန်ဖမ်းတဲ့အချိန်မှာရန်သုံးဝင်တယ်ဒါပေမဲ့သူ့ decision making တွေအခုထိလိုအပ်ချက်တွေရှိနေတော့လွဲနေတော့သူကောင်းပိုကောင်းခဲ့မယ်ဆိုကျွန်တော်တင်ပွဲနဲ့ကိုပြတ်နိုင်ခဲ့ဒီပွဲတစ်ပွဲနဲ့ပြောရမယ်ဆိုတော့ဒီပွဲမှာသူ7တော့ကျွန်တော်ပေးခြင်းပါတယ်သူတပွဲတော့မှ stamina မကုန်ရေကုန်ရေကောင်းသူကစားခဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားရတယ်ကျန်တဲ့အပိုင်းတွေမှာသူလိုအပ်ချက်ရှိနေသေးတယ် decision making တွေမှာလိုတယ်ကျန်တဲ့အပိုင်းတွေမှာသူကျွန်တော်7ကျွန်တော်ပေးခြင်းပါတယ်နောက်တစ်ယောက်ကဆက်စီသူကတတိယအကောင်းဆုံး player ပေါ့ဒီပွဲမှာဆိုရင်ကျွန်တော်သူ့တော့ 8.5 လောက်ထိကျွန်တော်ပေးခြင်းပါတယ်သူကန်ဆိုးတာဒီပွဲမှာကိုမရခဲ့သူအကုန်လုံးသူ့မှာဖြစ်ချက်မရှိအောင်ကောင်းတယ်လို့ကျွန်တော်မြင်တယ်သူက 8.5 ပေါ့ Wildland နောက်ဆုံးတစ်လုံး assist ရခဲ့ရတယ်ဒီပွဲလုံးမှာသူလိုအပ်ချက်တွေရှိ 5.5 လောက်ပဲကျွန်တော်ပေးရတယ် average ကိုသူနေမှာသူသာကောင်းခဲ့မယ်လို့ကျွန်တော်စောစီစီရဲ့ resource ကိုတိတ်နိုင်ပြီးတော့ကျွန်တော်စောစီရဲ့ပွဲကိုဥဆောင်နိုင်ခဲ့ရမှာစောစီရဲ့ပွဲ kill လုပ်နိုင်ခဲ့ရမှာပေါ့သူနေရာယူပုံတွေလိုအပ်ချက်တွေရောသူပိတ်တွင်းတာတွေလိုအပ်ချက်တွေရောသူရဲ့soft ဖြစ်တဲ့ touch တွေရောအဲ့လိုမျိုးကျွန်တော်လိုအပ်ချက်တွေအများကြီးရှိရလို့မြင်တယ်အဲ့တော့ 5.5 လောက်ပဲကျွန်တော်ပေးချင်တယ်နောက်လူစားဝင်လာတဲ့ကိုရီးယားကတော့အဖြစ်ပြောသူကြကြလည်းမမခဲ့ဘူးသူကြလည်းမကောင်းခဲ့ဘူးဒါပေမဲ့သူလိုမဲ့လုပ်တွေလုပ်သွားတဲ့အတွက်သူလာပြီးတော့နောက်ဘူးလည်းထည့်ရခဲ့တဲ့အတွက်သူ့ကိုကျွန်တော်6လောက်ပဲကျွန်တော်ပေးချင်ပါတယ်နောက်ဆုံးပွဲပြီးကနေမှာEricsson စက်စီးနေရာမှာဝင်လာပါသေးတယ်Ericsson လည်းရတဲ့ပွဲချင်းခဏလေးပဲကန်သူ average rating 6လောက်ပဲကျွန်တော်ပေးချင်ပါတယ်ဒါတော့ကျွန်တော်အမြင်နဲ့ဖြစ်ပါတယ်ဒီနေ့ပွဲနဲ့ပတ်သက်ပြီးအဓိကအကြောင်းရင်းကတော့ Manchester United နောက်တစ်ဆင့်ကိုတက်လန်းနိုင်ခဲ့ဘူးပေါ့ဗျာနောက်တစ်ဆင့်မှာတက်အောင်မြင်ပြီးတော့ကျွန်တော်တို့ UEFA Player ကိုကင်မြောင်းနိုင်ပါစေလို့လည်းကျွန်တော် wish လုပ်ပါတယ်ပြီးတော့ကျွန်တော် UEFA ယူပြီးတော့ကျွန်တော်တို့ Champions League နောက်နှစ်ကို Champions League ကြည့်ရမယ်လို့ကျွန်တော်ယုံကြည်တယ်ဘရာဇယ်မျိုးနဲ့ comment box မှာခြာရေးလို့ရပါတယ်နောက်နေ့အစီအစဉ်မှာပြန်လည်ဆုံးဖြတ်ကြပါဦးဗျာကျေးဇူးအများကြီးတင်ပါတယ်အခုလိုကြည့်ရှုပေးတဲ့အတွက်ကောင်းသောညလေးဖြစ်ပါစေ